မေတ္တာပေါ်ရအောင်အခြေရနေရှိသောအနန္တစေကြဝဠာအနန္တလူနဲ့ပြမာတော်တေရခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆေခတ်သိငြိမ်းကြပါစေနှလုံးကိုစီဝါအေးချမ်းကြပါစေအနာရနေရှိသောပဝန်းကြီးအနန္တစေကြဝဠာအနန္တလူနဲ့ပြမာတော်ဘေးရခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆေခတ်သိငြိမ်းကြပါစေနှလုံးကိုစီဝါအေးချမ်းကြပါစေတောင်းရနေရှိသောပဝန်းကြီးအနန္တစေကြဝဠာအနန္တနဲ့ပြမာတော်နန္ဒလူနဲ့ပြမာတော်ဘေးရခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆေခတ်သိငြိမ်းကြပါစေနှလုံးအေးချမ်းကြပါစေမြောက်ရနေရှိသောပဝန်းကြီးနန္ဒစေကြဝဠာနန္ဒနဲ့ပြမာတော်နန္ဒလူနဲ့ပြမာတော်ဘေးရခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆေခတ်သိငြိမ်းကြပါစေနှလုံးကိုစီဝါအိမ်ဆောင်ကြပါစေဟုတ်တယ်နုတ္တိမေတ္တာစာအတုဝမရဏနုတ္တိဟုတ်တယ်နုတ္တိကိုရောမြတ်စွာဘုရားတော်ကိုတော်မြတ်ကြီးကိုအသက်ထေဆုကိုကြပါ၏မေတ္တာစာ30ဘုကျေရရကုန်တော့လူနဲ့ပြန်မှာတတ်တော်ခொနေတသမီးရဟုမမြဲမြဲပုဂ္ဂိုလ်တတ်တော်30ဘုကျေလေးကြကုန်တော့လူနဲ့ပြန်မှာတတ်တော်ဘုတော်ချမ်းသာကြပါစေချမ်းသာကြပါစေဘဲရခတ်သိကြပါစေမေတ္တာစာအတုဝခန္ဓာ၅ပါးတော့နဲ့ပထဝီတေဇောအာဘောဝါယောဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့32ခုသာခန္ဓာ၅ပါးကိုမရဏနုတ္တိဖြစ်ပြီးပြရပါဘူးအနိစ္စဒုက္ခအနတ္တဟုတ်တယ်နုတ္တိမေတ္တာစာအတုပမရဏနုတ္တိ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